နိုင်ငံတွေမြင်ချတဲ့ပေါင်းခြင်းအပင်နဲ့ရှင်သန်နေရတဲ့အခါအမေငလေးကိုသားလေးအချိန်တိုင်းလိုလုံးပို့ပြီးတဲ့လေရလာရင်မိမဲ့လေလေးရှိမညမပြေတော့သေးလို့မိသားစုအခက်ခဲများကိုအပြေလဲနိုင်သူဖြစ်အောင်အဖေနဲ့မိကိုသားထားရဲ့လေမပြေသူနေတဲ့ဘဝကြီးတွေ့ကဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချာကနေအမေငလေးကိုလေသားတယောက်နေတိုင်းလွမ်းနဲ့အမနိုင်ငံတွေမြင်ချတဲ့ပေါင်းခြင်းအပင်နဲ့ရှင်သန်နေရတဲ့အခါအမေငလေးကိုသားလေးအချိန်တိုင်းလိုလုံးပို့ပြီးတဲ့လေရလာရင်မိမဲ့လေလေးရှိမကြမပြေတော့သေးလို့မိသားစုအခက်ခဲများကိုအပြေလဲနိုင်သူဖြစ်အောင်အဖေနဲ့မိကိုသားထားရဲ့လေမပြေသူနေတဲ့ဘဝကြီးတွေ့ဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချာကနေအမေငလေးကိုလေသားတယောက်နေတိုင်းလွမ်းနဲ့အမအဖေရဲ့အမေရဲ့မိသားစုညီကိုမောင်နှမရွာကတငယ်ချင်းများလဲအားလုံးလဲကျမ်းမာရပါစေအမေစီဖို့ဆက်တဲ့အခါငါသားလေးအစင်ကြီးရလားအစင်မပြေပြန်ခဲ့တဲ့လေအမေမြင့်တာတွေတာနာလေအမေရမလာညင်မှုအမေငွေမရှိတဲ့ဘဝကလူရမဝေလို့ကြိုးစားပြီးတော့ငွေရှာပါရစေနိုင်တစ်ပါးမြေမှာပြောလို့လည်းမဟုတ်ဘူးအမေအနိခံရတဲ့ဘဝကိုမခံရင်စိတ်နဲ့အပြင်ပြီးတော့ကြိုးစားအောင်မေရှိမှရက်တွေပြည့်တဲ့တနေ့မှာအမေရှိတဲ့မြမပြည်ကိုအမေသားတယောက်အပြေးပြန်ခဲ့မယ်အမမိသားစုခွဲခွာပြီးတိုင်းတစ်ပါးမြေမှာအလုပ်တွေစူးစမ်းနေရပြီမယ်အဖေနဲ့အမေရှိတဲ့အင်္ဂလိပ်ကိုတော့တာတတိတရားမှမေးမရပါဘူးအမေစီကသားလွမ်းလို့ဖုံးဆက်တဲ့အခါတိုင်းငါသားလေးနေရောကောင်းရဲ့လားအစင်ရောပြေရဲ့လားတဲ့အစင်မပြေပြန်ခဲ့တော့အမေတဖွားဖွားမှနေပြီမဲ့သားပြန်မလာခြင်းဘူးအမေဝေးမရှိတဲ့ဘဝကလူရမဝင်လို့တိုင်းတစ်ပါးမြေမှာသားပြောလို့မဟုတ်ပြီမဲ့မိသားစုအခက်အခဲတွေကိုအပြေလည်နိုင်ဆုံးဖြစ်အောင်ကြိုးစားပြီးသားရဲ့ရည်မှန်းချက်တွေပြည့်တဲ့တနေ့ကြမှာအဖေနဲ့အမေရှိတဲ့အင်္ဂလိပ်သားအရောက်ပြန်လာခဲ့ပါမယ်သားသိချစ်ရတယ်ဖေဖေနဲ့မေမေရဲ့နိုင်ငံတွေမြင်ချတဲ့ပေါင်းခြင်းအပင်နဲ့ရှင်သန်နေရတဲ့အခါအမေငလေးကိုသားလေးအချိန်တိုင်းလိုလုံးပို့ပြီးတဲ့လေရလာရင်မိမဲ့လေရှိမညမပြေတော့သေးလို့မိသားစုအခက်ခဲများကိုအပြေလဲနိုင်သူဖြစ်အောင်အဖေနဲ့မိကိုသားထားရင်လေမပြေသူနေတဲ့ဘဝကြီးတွေ့ကဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချာနေအမေငလေးကိုလေသားတယောက်နေတိုင်းလွမ်းနဲ့အမအဖေရဲ့အမေရဲ့မိသားစုညီကိုမောင်နှမ
ရွာကတငယ်ကြီးများလဲအားလုံးလဲကျမ်းမာရပါစေအမေစီဖို့ဆက်တဲ့အခါငါသားလေးအစီပြေရလားအစီမပြေပြန်ခဲ့တယ်လေအမေမြစ်တာရီတာနာလေအမေညမလာညမှုအမေငွေမရှိတဲ့ဘဝလူရမဝေလို့ကြိုးစားပြီးတော့ငွေရှာပါရစေတိုင်းတစ်ပါးမြည်ပါပြောလူလည်းမဟုတ်ဘူးအမေအနေခံရတဲ့ဘဝမူမခံရင်သိနဲ့အတင်းပြီးတော့ကြိုးစားအောင်မယ်ရှိမှရက်တွေပြည့်တဲ့တနေ့မှာအမေရှိတဲ့မြမပြည်ကိုအမေသားတယောက်အပြည့်ပြန်ခဲ့မယ်အမေ